မသိရင်တဲခုဘူးသွားတဲ့နဲ့တည$9000တန်ကျဲ9ပွင့်ဟိုတယ်မသိရင်ကတော့တဲပူလိုက်မှာမဟုတ်ပါဘူးမတက်နိုင်လို့အထဲမှာဝင်ကြီးဖို့ဝင်ကြီးတင်ဘတ်1000ကျော်လောက်ရှိရမို့ဝင်ကြီးမပေးရပဲမသိ vlog မှာ free ကြည့်သွားနော်ဟိုတယ်နာမည်ကတော့ Bajal Arab ဖြစ်ပြီးတော့ကဘာပေါ်မှာတစ်ခုတည်းတော့ကျဲ9ပွင့်ဟိုတယ်ဖြစ်ပါတယ်ဟိုတယ်ဝင်းထဲမှာတင်သူ့ရဲ့ကိုပိုင် water park ပါရှိပါသေးတယ်ဟိုဘကန်ကအဆောက်အုံအစမ်းကြီးရလဲဒါသူတို့ group ကနေစောက်တာပဲပေါ့နော်ဒါကတော့ဟိုတယ်ပုံမှာဟိုတယ်ကပင်လယ်ကမ်းစပ်ဘေးမှာရှိပြီးတော့ရွက်လေပုံစံကြီးစောက်လုပ်ထားဖြစ်ပါတယ်အဝယ်မှာတော့ welcome drink တွေပါရင်းနဲ့ကြိုးဆိုရဲပေါ့နော်အပေါ်ထက်ရောက်ချင်းမင်းတင်ပေါ်မှာတွေ့နေရတဲ့ရွှေရောင်မျက်နှာချက်တွေကရွှေအစ်စ်နဲ့လှုပ်ထားလို့ပြောပါတယ်$9000တန်အခန်းကိုဝင်မကြည့်ခင်ဟိုတယ်ရဲ့ပြတိုက်ကိုအရင်ဝင်ကြည့်ပါမယ်decoration တွေကတော့ရွှေအရောင်ကိုအဓိကအသုံးပြုပြီးတော့ခမ်းနားအောင်ပြုလုပ်ထားပါတယ်အပေါ်ထက်ကိုအရင်တက်ကြည့်ပါမယ်အပေါ်ထက်မှာကတော့သူတို့ဟိုတယ်ကြီးရဲ့ဖြစ်တီလာပုံဒီဇိုင်းတွေဘယ်လိုရေးဆွဲခဲ့တယ်ဟိုတယ်မှာအသုံးပြုထားတဲ့ light ကာတွေအရက်ခင်းတွေရဲ့ texture တွေဒီဇိုင်းရေးဆွဲခဲ့တဲ့ Hong Kong ကဒီဇိုင်နာအကြောင်းပရိဘောဂတွေရဲ့ texture တွေဟိုတယ်ဝန်ထမ်းတွေရဲ့ season alike uniform တွေကိုပါပြသထားပါတယ်ဒါကတော့ဟိုတယ်ဘောမြင်ရတဲ့မြင်ကွင်းလေးပါအရန်ကိုလှပါတယ်ဒါလေးကတော့ mid design ပေါ့နော်အရန်လှတဲ့မြင်ကွင်းလေးပါပဲဒါကတော့သူတို့ဟိုတယ်ရဲ့ dining experience ကိုဖော်ပြထားတာဖြစ်ပါတယ်ဒါကတော့သူတို့ဟိုတယ်ကိုလာတဲတဲ့ celebrity အထင်ကြီးပုဂ္ဂိုလ်တွေရဲ့အမှတ်တရပစ္စည်းတွေကိုပြသထားတဲ့နေရာပဲဖြစ်ပါတယ်ဒါကတော့လာတဲတဲ့သူတွေသုံးဖို့အတွက်ထားပေးတဲ့ရွှေအိုင်ပတ်တွေcoffee ခွက်တွေဖြစ်ပါတယ်အောက်ထပ်မှာတော့ go coffee တောက်တဲ့နေရာရှိပါတယ်ဒီဟိုတယ်မှာလည်းရွှေ coffee ရှိပေမဲ့ဒီမှာအရန်ပိုပြီးဈေးကြီးပါတယ်အဲ့တော့သူတို့အလကားကျွေးတဲ့စွန်ပလွန်သီးနဲ့အာရပ်ရေနွေးချမ်းအောင်တောက်ခဲ့ပါတယ်ဒီအခါမှာတော့ဘယင်းနေတကယ်နိုင်ငံအကြီးအကဲတွေ celebrity တွေပဲတဲတဲ့တညကို American $9000တန်အခန်းကိုဝင်ကြည့်တော့မှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်လိုက်ပါပြင်ဆင်ထားပုံတွေကအရန်ကိုမှခမ်းနားတယ်ဆိုပေမဲ့မသိစိတ်ထဲမှာတော့နည်းနည်းလေးရှေးကြရလို့ထင်တယ်ပေါ့နော်အပေါ်ထက်အောက်ထပ်နှစ်ထပ်ပါဝင်ပြီးအောက်ခန်းမှာကတော့ air gun နဲ့ထမင်းစားခန်းတွေရှိပြီးအပေါ်ထပ်မှာတော့ king bedroom နဲ့ queen's bedroom ပေါ့နော်ဒါကတော့ living room air gun မှာသူတို့ရဲ့ furniture အသုံးပြုထားတာတွေကရွှေနဲ့အနီရောင်နဲ့အဝါတို့ပေါ့နော်အဲ့ဒီအယောင်ဘတ်တွေကိုတေချာလေးသုံးထားတာတွေ့ပါတယ်ဒီ TV ကတော့နည်းနည်းရ TV မဟုတ်ပါဘူးဘေးကရွှေဘောင်တွေကအားလုံးအစ်စ်တွေပါဒါကတော့ဧကန်ပေါ့နော်ဘာဖြစ်လို့အဲ့လောက်အကြီးကြီးထားတာလဲတော့မသိဘူးပေါ့နော်ဧကန်ကြည့်ပြီးတဲ့အချိန်မှာအပေါ်ကအိတ်ခမ်းနှက်ခမ်းကိုတွားကြည့်ပါမယ်အဲ့ဒီက guide တွေကသူတို့ကြည့်ခိုင်းတဲ့အတိုင်းပေါ့ကြည့်ရတာပေါ့အစင်လိုက်ပထမဆုံးကတော့ဒီပန်းရောင်လေးတွေနဲ့အလှဆင်ထားတဲ့ Queen's bedroom ပဲဖြစ်ပါတယ် Queen's bedroom မှာလည်းဝင်ချင်းသူ့ရဲ့ဧကန်အသက်ရှိပါတယ်နောက်တစ်ခါကတော့အိတ်ခမ်းမှာသူက walk in closet ပါတယ်ပေါ့နော်အင်ကြီးတွေထားပြီးတော့အင်ကြီးလဲတဲ့နေရာပေါ့ရေချိုးကမ်းမှာသူက shower room ရှိမယ်ပြီးရင်ရေစိမ်လို့ရတဲ့ bathtub ကသက်ရှိပါတယ်ရေချိုးခြင်းစီတော့ပေါက်သွားတယ်ဒီနောက်ခန်းကတော့ King's bedroom ဖြစ်ပါတယ်ကင်းနဲ့ခွင်းတွေကဘာလို့ခွဲအိတ်တာလဲလို့မေးနေရပါ King's bedroom ကတော့ပို့ပြီးတော့ကြီးပါတယ်ပြီးတော့ King bedroom အယောင်ကကျတော့အနီရောင်ဘက်ကိုပို့ပြီးတော့သွားထားပါတယ်သူ့မှာလည်းအဝတ်လဲကန်းတီးတန်းရှိတယ်ပေါ့နော်စကားမဆက်ဒူဘိုင်းကိုအလုံးနဲ့ဖြစ်ဖြစ်အလဲပတ်ဖြစ်ဖြစ်လာခြင်းနဲ့ဆိုရင် Royal Rangoon ရှိတယ်နော်နောက်တစ်ခုထူးခြားတာကတော့ King's bed ကသူကလှည့်လို့ရတယ်ပေါ့နော်360 rotate လုပ်လို့ရပါတယ်ဒါကတော့ King's bedroom bed ချမ်းကရေချိုးခန်းအိမ်သာပါ Queen's bedroom နဲ့တူတူပါပဲတိုင်လုံးတွေပဲပို့သွားတာပါမတင်ကန်ကြီးလိုက်တဲ့ရေဆေးပိုက်ကရွှေအစ်စ်နဲ့လောက်ထားတဲ့ရေဆေးပိုက်ဖြစ်ပါတယ်အောက်ထက်ကနောက်တစ်ခန်းကတော့ထမင်းစားခန်းပါထုံးစံအတိုင်းရွှေကြိုက်တဲ့သူတွေဆိုရင်ရွှေစုံခင်းပေါ့နော်ထမင်းစားရင်းနဲ့ဒီ view ကြီးမြင်ရတာတော့တကယ်မိုက်တယ်အမှတ်တရပစ္စည်းဝယ်တဲ့နေရာကြီးတော့ကြည့်အရန်စေးကြီးလို့မဝယ်ပဲပြန်ထွက်ခဲ့ပါတယ်အပေါက်ထွက်ချင်းမှာအရန်ကိုလှတဲ့ဒီ beach view ကိုတွေ့ရပါတယ်အဲ့မှာတော့ free လင်းချင်းခံရင်းနဲ့ free ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်တတာ